ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဖျားယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်တဘိုးတော်လဆန်း6ရက်2023ခုနှစ်ဇန်နဝါရီလ26ရက်ဇာတာပတိနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဥစိန်အောင်ဒေါ်ကြည်ကြည်ဝင်းစိန်တန်ရီကျိုဆက်ယုံသာသမီမြေတစုမွေးလာဒုစတိမောင်နှံ၏မွေးနေ့ကုသိုလ်ဒေါခင်ထေးအားယေစု၏ဥတည်မြင့်နှင့်သာသမီမြေတစုတော်ဝမူဤ84နှစ်ပြည့်မွေးနေ့အလှဝယ်လုံးသူဖခင်ကြီးဥအောင်တင်အားယေစု၍ဥတည်ထူမြေဒေါ်မြတ်မြတ်မော်မိသားစုနှစ်ဖက်မိဘများအမှုထား၍ဥမြင့်အောင်ဒေါ်ခန်းခိုင်ဥမိသားစုမိဘများအမှုထား၍ဒေါ်တီတိခိုင်ဒေါ်စိန်စိန်အေးမိသားစုဝယ်လုံးသူဖခင်ကြီးဥကျော်စိန်ဒေါ်ခင်လှဥကောင်းစိန်ဒေါ်ထွေးကြည်တို့ကိုမှုထား၍ဥတတ်ထားမောင်ဒေါ်ခင်ထားမြင့်ဥလင်မိုးဒေါ်ဝင်းဝင်းဥမိုးစောဦးဒေါ်မြတ်မြတ်မိုးမိသားစုဥကျော်စိုးလွင်ဒေါ်ခင်မကြီးဒေါ်ခိုင်နန်းသူရိမိသားစုကိုနေစဉ်ဝင်းမချစ်တဲ့ညာသမီးရှင်းတန်တရာမိသားစုဥမင်းရွှေအားယေစု၍ကျေးဟင်းသူမိသားစုဇီဇဝါရိုးရရဖနက်ပင်ရင်ဥအုံမောင်ဒေါ်ရီတင်မိသားစုတို့မှစုပေါင်းဆင်ရင်ကျင်းပပြီးတော့အတော်အွန်လိုင်းဓမ္မသမင်နဲ့ဆက်လျင်၍ကျေးတော်ရှင်ဗမာခတ်ချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ခြေတော်သောဥခါ၍ယုတိစွာလျှောက်ထားအပ်ပါသည်ဘုရား1384ခုနှစ်တဘိုးတော်လဆန်း6ရက်2023ခုနှစ်ဇန်နဝါရီလ26ရက်ဇာတာပရိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမြတ်ဗုဒ္ဓနှင့်ပကပြမအကြောင်းတရားဒေသနာတော်အောင်ကြီးရှိပါတယ်မှာပါတယ်ပကပြမကြီးကိုမြတ်စွာဘုရားဖေပုံအကျွတ်တရားရအောင်ဆုံးမခဲ့တယ်ဆိုတာပါဠိတော်ပူရင်းမှာတိုက်ရိုက်ပါရှိတာဖြစ်တယ်အဲ့ဒီပကပြမနဲ့မြတ်စွာဘုရားနဲ့ဆုံတွေ့တာကိုမှတ်တမ်းတင်ထားတဲ့သုတ်ကိုဖြမ္မနိမန္တိကသုတ်လို့ခေါ်တယ်နိမန္တနိကသုတ်ဖြမ္မနိမန္တနိကသုတ်ဖြမ္မရဲ့ပင်ဖိတ်မှုဆိုတဲ့အဓိပ္ပာယ်နဲ့တကယ်တော့မြတ်စွာဘုရားကြွသွားတယ်ကြောင်းပါပဲအဲ့တော့ပကပြမနဲ့တွေ့ဆုံပြီးတော့ပကပြမကြီးကိုဘယ်လိုနားချပြီးတရားပြခဲ့တယ်ဆိုတာမြတ်စွာဘုရားယဟန်တွေကိုပြန်ဟောပြတာဒီတော့ကပကပြမကြီးနဲ့ဘယ်လိုဆုံတွေ့ပြီးတော့မြတ်စွာဘုရားကပကပြမကြီးကိုနားချပြီးတရားပြခဲ့တဲ့အကြောင်းအဲ့ဒါကိုဟောတဲ့သုတ်ဖြစ်တယ်အဲ့ဒါကိုပဲအောင်ကြီးရှိပါတယ်မှာပကပြမကိုမြတ်စွာဘုရားအောင်တယ်လို့သူဆိုထားတာတွေပါနော်အဲ့တော့ဒီသုတ်တန်လေးကိုနားကြည့်လိုက်လို့ရှိရင်အဲ့ဒီစัจကြောင်းဟာကောင်းကောင်းကြီးသိသွားမှာဖြစ်တယ်နော်ဒီသုတ်တန်မှာပြီးစုံမှတ်တမ်းတင်ထားတာရှင်အနန္ဒာရဲ့နိဒာန်ကနေစပြောမယ်ဆိုရင်မြတ်စွာဘုရားဟာတာဝတိမြို့စေတော်အကြောင်းအနာရဝိတ္ထေဆောက်လုပ်လှူတဲ့အယံအနာရဝိတ္ထေရဲ့အယံထဲမှာဆောက်လုပ်လှူဒန်းတာတဲ့ကျောင်းဆောင်မှာတရင်သုံးနေတဲ့ချိန်တရားပွဲတစ်ခုမှာယဟန်တွေကိုဟောခဲ့တဲ့ယဟန်တွေကိုပြန်ပြီးတော့ပြောဆိုခဲ့တဲ့စัจကြောင်းပဲဖြစ်တယ်ပေါ့နော်တရားနဲ့ပတ်သက်ပြီးတော့ဟောတဲ့စัจကြောင်းပေါ့ဟိုလိုတရားသက်မဟုတ်ဘူးအဲကြောင့်မြတ်စွာဘုရားယဟန်တွေကိုပကပြမကြီးနဲ့ဆုံတွေ့ခဲ့ပုံကိုဘယ်ပုံပြန်ပြီးတော့မရှိသလဲဆိုရင်ဧကမိဒဟံဘိက္ခွေသမယံယဟန်တို့ငါတခါတော့ငါဩကထာယဝိဟရမိသူပကဝတိသာလရာစာမူလေး
ဥက္ကဋ္ဌမြို့ဒီကောသလတိုင်းထဲမှာဥက္ကဋ္ဌမြို့ဆိုတာရှိတယ်ဥက္ကဋ္ဌမြို့အဲ့ဒီဥက္ကဋ္ဌမြို့မှာသူပကဝနလို့ဆိုရဲတောအုပ်တနည်းအားဖြင့်စေတဝနတို့လို့သူပကဝနဥယျာဉ်ပေါ့သူပကဝနဥယျာဉ်ထဲမှာအင်ဂျင်ပင်ရင်းမှာရောက်ရှိနေထိုင်တဲ့အချိန်ဖြစ်တယ်ဆိုပြီးအဲ့ဒီကနေစားလာအဲ့တော့ဗကားပြမကြီးရှိသွားတာတာဝတိဇေရောကသွားတာမဟုတ်ဘူးဥက္ကဋ္ဌမြို့သူဘကဥယျာဉ်အဲ့ဒီထဲမှာထင်ရှားတဲ့အင်ဂျင်ပင်ကြီးမားလို့အာလာရာဇအင်ဂျင်ပင်မင်းတပည့်ကြီးအားတော့ကြီးတာမို့အင်ဂျင်ပင်မင်းတို့ရာဇဆိုတာလေးထည့်သုံးအဲ့ဒီအင်ဂျင်ပင်ရှင်းမှာမြတ်စွာဘုရားနေထိုင်တဲ့အချိန်အဲ့ဒီချိန်မှာမြတ်စွာဘုရားကအာယုံပြုပြီးတော့ကြည်လိုက်တဲ့အခါမှာပထမဇန်ပြမပုံကပကပြမပကဆိုတဲ့ပြမကြီးဟာမာရွေးနဲ့အယူစာတရသူ့ရင်ထဲမှာဖြစ်ပေါ်နေတယ်သူနေတဲ့ပထမဇန်ဘုံအဲ့ဒီဘုံကိုပဲဣဒံနေဆံဣဒံထုဝါငါရောက်ရှိနေတဲ့ပြမဘုံဟာထာဝရဖြစ်တယ်ဣဒံထုဝါအခိုင်အမာဖြစ်တယ်ဣဒံတတ္တတံထာဝရနေရဖြစ်တယ်ဣဒံကေဝလံအလုံးပြည့်စုံတဲ့နေရာဖြစ်တယ်ဣဒံအသဝနဓမ္မဘယ်ကိုမှပြောင်းเสียမရှိတော့တဲ့နေရာဖြစ်တယ်လူတိုင်းဟာဘဝတစ်ခုရထားလို့ရှိရင်အဲ့ဒီဘဝကတစ်ချိန်ကျရင်ထွက်ခွာကြရတယ်ဖြစ်တယ်နော်လူတွေဟာလည်းထွက်ခွာရသူကိုဘယ်သူပဲဖြစ်ဖြစ်ရထားတဲ့ဘဝကထွက်ခွာကြရတာပဲကောင်းတဲ့ဘဝဖြစ်စေမကောင်းတဲ့ဘဝဖြစ်စေထာဝရနေလို့ရတဲ့နေရာဆိုတာလောကမှာမရှိဘူးအချိန်တန်လို့ရှိရင်ထွက်ခွာရအဲ့ဒီထွက်ခွာတာကိုပဲသဝနဓမ္မရွှေ့လျော့ရတယ်ပြောင်းရွှေ့ရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာဘယ်သူမှထာဝရနေကြလို့မရဘူးဒီဘဝကနေရွေ့လျော့ပြောင်းရွှေ့သွားရမှာဖြစ်တယ်ပကားပြမတော့အခုသူနေတဲ့နေရာကဘယ်တော့မှထွက်ခွာစရာမလိုဘူးအမြဲနေလို့ရတယ်ဘာကြောင့်လို့ဆိုရင်ဣဒံနသာယတိမွေးဖွားတာမရှိဘူးနဇိယတိအိုတာမရှိဘူးနမိယတိသေးတာမရှိဘူးနသဝတိပြောင်းရွှေ့ရတာမရှိဘူးရွေ့လျော့ပြောင်းရွှေ့ထွက်ခွာရတာမရှိဘူးနဥပပစ္စတိပြန်ပြီးတော့ဘဝတစ်ခုမှအသက်မွေးရတာဆိုတာမရှိဘူးဣဒောသပနိညာဥတ္တရိနေတရဏနတ္ထိအခုသူရရှိထားတဲ့ဘုံဘဝတဲ့ဘုံဘဝကနေထွက်ခွာပြီးတော့ဒီတဲ့သာလုံးနဲ့ဘဝမျိုးဆိုတာမရှိဘူးလို့သူအဲ့လိုပြောတယ်ဒါသူဘဝဟာအမြင့်ဆုံးနေရာဒီဘဝဒီဘုံနဲ့သာလုံးနဲ့ဘုံမရှိဘူးလို့အဲ့ဒီအယူဆကိုသူကောင်းထဲမှာစွဲနေတယ်ဒါကြောင့်သူကနေသထာဝရသူ့ဘုံကိုပဲနေသထာဝရအမြဲနေရမယ်နေရလို့အဲ့ဒီအတွေးတွေဝင်ပြီးတော့မှားယွင်းစွာပြောဆိုနေတယ်သူအဲ့ဒီခါမှာမြတ်စွာဘုရားကရဟန်းတွေကိုဆက်ပြောပြတယ်ငါဟာပကပြမကြီးရဲ့အတွေးကိုငါစိတ်နဲ့ဖမ်းပြီးတော့သူ့အတွေးတွေကိုငါသိလိုက်တယ်
သူကောင်းထဲမှာအဲ့ဒါတွေးနေတယ်ဒီဘုံထာဝရဘုံမဲလို့ဆိုပြီးတွေးနေတာကိုသိလိုက်တဲ့အခါမှာတမ္မာတဲ့ယောက်ျားတစ်ယောက်ဟာကွေးထားတဲ့လက်မောင်းကိုဆန့်လိုက်တယ်လို့ဆန့်ထားတဲ့လက်မောင်းကိုကွေးလိုက်တယ်လို့လူပြည်မှာကွယ်ပြောက်ပြီးဖြုံးကနေနော်ဩကထပြုတ်သူ့ဘက်ကဥယျာဉ်အင်းချင်းပင်အရင်မှာပြုတ်ကနေပျောက်သွားပြီးတော့ပြမဘုံရောက်သွားတယ်စိတ်တကမ္မနာလို့ခေါ်တယ်စိတ်သွားနည်းနဲ့သွားလိုက်တာမြတ်စွာဘုရားနေတော့ကတော့အဲ့ဒီအင်းချင်းပင်ကြီးအောင်မှနေတာပဲနေရင်ကနေဘဂဗြဟ္မကြီးရဲ့စိတ်ကူးကိုသိတာနဲ့သွားပြီးတော့တရားပြအောင်မယ်ဆိုပြီးမြတ်စွာဘုရားထိုင်းနေရကရုတ်တရက်ပျောက်သွားပြီပဲသွားပေါ်လေပြမပြေကိုသွားပေါ်သွားပြမပြေရောက်သွားတယ်အဲ့ဒါကိုစိတ်တကမ္မနာလို့ခေါ်တယ်စိတ်နဲ့သွားလိုက်တယ်အဖြည်းဖြည်းချင်းသွားနေတာမဟုတ်ဘူးဒီနာပျောက်ဟိုနေရာရောက်ပွားကနေပေါ်သွားတာအဲ့ဒါကိုဥပမာပေးထားတာကွေးထားတဲ့လက်ကိုဆန့်လိုက်တယ်လို့ဆန့်ထားတဲ့လက်ကိုကွေးလိုက်တယ်လို့ချက်ချင်းရောက်သွားတာကိုပြောတယ်နော်ဒီနေရာမှာပျောက်ပြီးတော့ပြမဘုံမှာသွားပေါ်တယ်တဲ့ပြမဘုံမှာပွားကနေပေါ်လိုက်တာနဲ့တပြိုင်နက်ဘယ်ပုံပေါ်တော့ဆိုမြတ်စွာဘုရားလျှောက်သွားတယ်ဆိုတော့ထိုင်ရကြီးပေါ်တာတော့မဟုတ်တော့လမ်းလျှောက်သွားနေတဲ့အနေနဲ့ပြမပြေကိုရောက်သွားတယ်ခြေချင်းလျှောက်လို့ရောက်လာတဲ့ပုံစံမျိုးရောက်သွားတယ်အဲ့ဒီလိုရောက်တဲ့အချိန်မှာတဲ့ခက်လန်းလန်းကြတဲ့ဘဂဗြဟ္မကြီးကမြတ်စွာဘုရားကောရမဗုဒ္ဓကြွလာတာကိုမြင်လိုက်တော့ချက်ချင်းသူကခီးဦးကျုဆိုပြီးတော့ပြောတယ်အေဟိခောမာရိတသွားကတမာရိတဒါယဉ်ကျေးတဲ့ပုဂ္ဂိုလ်ကြီးပြောတဲ့စကားပေါ့နော်အေဟိခောမာရိတဆိုတာအတိပ္ပယ်ကတော့သူ့ရဲ့ literal meaning နဲ့ပြောမဆိုမာရိတဆိုတာငါလူပေါ့ငါလို့လူပေါ့သူတို့ဆိုလို့မြတ်စွာဘုရားကိုငါလူသို့သောစာပေကျမ်းကနေမှာဘုရားကိုလေးစားတဲ့အနေနဲ့အရှင်ဘုရားလို့သူအဲ့ဒီလိုလေးစားတဲ့အနေနဲ့တော့ပြောမှာမဟုတ်ဘူးမာရိတလို့ပြောတာမာရိတဆိုတာနတ်တွေကဘုရားကိုမာရိတဆိုတဲ့အသုံးနဲ့ပဲသုံးတယ်မာရိတဆိုတာခင်ခင်မင်းမင်းရင်းအနီးနီးခေါ်တဲ့ဝါဟာရတစ်ခုလို့ပဲအဲ့လိုပဲပြောလို့ရမှာမာလို့ပြန်မို့ရခက်တယ်လက်တရမီနဲ့ပြောဆိုရင်မာရိတဆိုတာငါလို့လူဆိုတဲ့အဓိပ္ပာယ်အဲ့တော့ငါလူဆိုတာတော့အနိစ္စဆုံးပဲနော်ခင်ခင်မင်းမင်းခေါ်လိုက်တဲ့တကားမာရိတလာဘသွားကတမာရိတကောင်းသောလာခြင်းပါသွားကတဆိုတဲ့အဓိပ္ပာယ်ကသူအာဂတသူဆိုတာကောင်းစွာအာဂတရောက်လာတယ်ဒီရောက်လာတာဟာကောင်းသောရောက်လာခြင်းဖြစ်ပါတယ်ဒီဘာနဲ့သွားတူတော့ဆို welcome ဆိုတဲ့စကားနဲ့တူတယ်နော်ကျိုးဆိုပါတယ်ဆိုတဲ့အဓိပ္ပာယ်ပဲသွားကတဒါကြောင့်မို့ဆွာကတ်ဆိုတဲ့စကားလုံးကိုသုံးကြတယ်အိန္ဒိယနိုင်ငံတွေပါတော့ကျိုးဆိုတဲ့ကိုဆွာကတ်ဆိုတာသွားကတပဲသူအာဂတသူကကောင်းစွာအာဂတရောက်လာခြင်းသူလာတာဟာကောင်းသောလာခြင်းဆိုတာအကျိုးရှိသောလာခြင်းမှန်ကန်သောလာခြင်းလာရောက်ပြီးလက်ပတ်တာအကျိုးဖြစ်ထွန်းမဲ့လက်ပတ်လာရောက်ခြင်းသူရဲ့ဆန့်ကျင်မဲ့ကြတော့ထူရကတမကောင်းသဖြင့်လာရောက်ခြင်းဒုက္ခပေးမလို့လာတာတို့သူလာခြင်းပြဿနာတက်မှာတို့အဲ့ဒါသွားကတမဖြစ်ဘူးသွားကတကောင်းသောလာခြင်းဆိုတာသူလာသည့်အတွက်ကြောင့်ဝမ်းသာကြရတယ်ပျော်ရွှင်ရတယ်ပြဿနာတက်တာမရှိဘူးအလုံးစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်တယ်အဲ့ဒါကိုသွားကတလို့ပြောတာနော်အဲ့တော့သွားကတကိုဝမ်ပန်တတာကျိုးစုတဲ့စကားလုံးအနေနဲ့သုံးတာပေါ့ဝရကန်ဆိုတာလည်းပဲတစ်ခုစီတွက်လိုက်မယ်ဆိုရင်ကောင်းသောလာခြင်းဆိုတဲ့အဓိပ္ပာယ်ရနိုင်နော်သူတို့ကဘာအဓိပ္ပာယ်နဲ့သုံးနေဆိုတာဒီမှာသွားကတန်နဲ့သူ့နဲ့ well နဲ့သွားတူတယ် come နဲ့
အာဂတနဲ့တူတယ်ပေါ့အဲ့လိုယူမဲ့ဆိုရင်ရအဲ့တော့သောကတံလို့ဆိုတာကျိုးစုပါတယ်ဆိုတဲ့လာပါကျိုးစုပါတယ်ကောင်းသောလာခြင်းမှာမြမကြီးကရှင်ကျေးစွာမြတ်စွာဘုရားကိုထွက်ပြီးတော့ကျိုးစုနှုတ်ဆက်တယ်စိရတံခောမာရိတဣမံပရိယယမကာတိယတိတံဣဒကမ္မနာယဒီကိုကြွလာဖို့အခွင့်ပေးတာဟာအကြာကြီးနေမှတစ်ခါပဲပေးတာကိုချစ်ခင်ဝဲရပြောတာဆိုလိုတာကမလာတာကြာပြီနော်အကြာကြီးနေမှခုမှလာတယ်လာဘူးသည်ဖြစ်စေမလာဘူးသည်ဖြစ်စေဒါခင်မင်ယဉ်ဤစွာပြောတဲ့စကားတဲ့ဒီလိုအလှဲ့ပေးတာနော်ပရိယာယဆိုစိရတံခောမာရိတဣမံပရိယာယအကာတိယတိတံဣဒကမ္မနာယဒီကိုလာဖို့အတွက်အလှဲ့ပေးတာအလှဲ့ပေးတာဟာအကြာကြီးနေမှပေးတယ်ပေါ့မပြတ်လာလဲတာမဟုတ်ဘူးဒီကိုလာဖို့အလှဲ့ဟာအကြာကြီးနေမှပေးတယ်ရှင်းနေစွာပြောတဲ့စကားတွေဒါတွေကနော်ဧည့်သည်ကိုဒါရှေးခေတ်ကပြောတဲ့ပြောရဆိုစဉ် usage ဆိုတော့ idiom လို့ဟာမျိုးပဲသုံးနေကြစကားပဲလူတွေ့လို့ရှိရင်အင်္ဂလိပ်စကားမှာ good morning မနေ့ဆိုရင်နော် good afternoon အဲ့လိုပြောသလိုပဲမှာဒါလည်း idiom စကားပဲနော်အကြိုင်းကြီးမှာဒီခွင့်ရေးပေးတာကိုခင်မင်ယဉ်ဤဆိုပြောလိုက်တယ်ပြောမယ်ဆိုရင်လည်းမလာတာကြပြီနော်ဗမာရိတ်ပြောလို့ရှိတယ်လေအေးမတွေ့ရတာကြပြီမလာတာကြပြီလာတာကိုဝန္တာအာယဝံပတ္တတပြောတဲ့စကားအဓိပ္ပာယ်ပဲအဲ့တော့ရသော်ပြဟိုအဲ့ဒါလို့သူကပြောပြီးတဲ့နောက်မှာသူကောင်းနေကအတွေ့အတိုင်းပဲဣဒဟိမာရိတငါလူဟောဒီပြမဘုံကအိဋ္ဌဘုံဖြစ်တယ်ဣဒံထုဝါသာဝရဘုံဖြစ်တယ်ဣဒံတတ္တတံအမြဲတမ်းရှိနေတဲ့ဘုံဖြစ်တယ်ဣဒံကေဝလံလုံးဝပြည့်စုံတဲ့ဘုံဖြစ်တယ်ဣဒံအသဝနတံဘယ်ကိုမှပြောင်းရွှေ့ရတော့မယ်အနေထားမရှိတဲ့ဘုံမျိုးဖြစ်တယ်ဘာဖြစ်လို့လဲဣဒံဟိနာဇာယတိနာစီယတိနာမိယတိဒီဘုံရောက်တာဟာမွေးဖွာတာလည်းမဟုတ်ဘူးအိုရမှာလည်းမရှိဘူးတေးရမှာလည်းမရှိဘူးနာဇဝတိနာရွှေ့ပြောင်းပြီးပြန်ဖြစ်တာလည်းမရှိဘူးဣတောသပနိညာဥဒ္ဓရိနေတာဒီကနေထွက်ခွာဖို့ဆိုတဲ့အခွင့်အလမ်းလည်းမရှိဘူးလို့အိဋ္ဌထာဝရဘုံပဲလို့အဲ့ဒါလို့ပြောလိုက်တာမြတ်စွာဘုရားစောစောကသူစိတ်ထဲမှာဖြစ်ပေါ်တဲ့အတွေးကိုသိလို့တက်သွားတယ်ဟိုရောက်တော့ကိုယ်တိုင်သူကိုယ်တိုင်ကထုတ်ပြီးတော့ပြောတယ်အဲဒီစကားသူတွေးထားတဲ့အတိုင်းထုတ်ပြောအဲ့ဒီမှာမြတ်စွာဘုရားဘာပြောလိုက်လဲဆိုအဝိဇ္ဇာကတောဝတ္တဘောပကောပြမပကပြမကြီးဟာအမှောင်ထဲရောက်နေပါလားမသိဘူးဆိုတဲ့အမှောင်ထဲရောက်နေပါလားပကပြမကြီးဟာအတိတရားကင်းမဲ့တဲ့အမှောင်ထဲရောက်နေပါလားဒါသူကိုရှုတ်ချလိုက်တဲ့စကားမျိုးဖြစ်သွားတယ်လေ။အော်ပကပြမကြီးဟာမသိတဲ့အမှောင်ထဲကိုရောက်နေပါလားအဝိဇ္ဇာကတောဝတ္တဖောပကောပြမအော်ပကပြမကြီးဟာမသိဘူးဆိုတဲ့အဝိဇ္ဇာအမှောင်ထဲရောက်နေပါလားရှောက်နေပါပကောဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာနော်ဒီနေရာမှာဘောကိုတချို့ကတော့ဘောအိုချင်းတို့လို့ဆိုပြီးတော့ပေးရရှိကြတယ်သို့တော့အဲ့ဒါလို့မဟုတ်ပဲနဲ့အော်မသိတဲ့အမှောင်နဲ့ရောက်နေပါပကောဆိုတဲ့အဓိပ္ပာယ်မျိုးပေးတယ်ဘောအလုံးဘုံမဟုတ်ပဲနဲ့အဲ့လိုလဲဆိုတယ်အဲ့တော့အော်တဲ့အနေနဲ့ပြောလိုက်တာပေါ့ဘဂဝိမာကြီးဟာဘာမှမသိပါလားအမှန်မသိတဲ့ထဲမှာအမှန်မသိပါလားလို့ဆိုလို့တယ်ဘဂဝိမာကြီးဟာအော်တော်တော်ကိုမသိတာပါလား
အတော့ကိုမသိတာပါလားမသိဘူးဆိုတဲ့အမှောင်နဲ့ရောက်နေပါလားယန္တရဟိနာမအနိစ္စယေဝတမနာနိစ္စတိဝခတိသူဟာအခုမမြဲတဲ့ဌာနကြီးကိုသူကမြဲတယ်လို့ပြောနေပြန်ပြီမခိုင်မြဲတဲ့နေရာကြီးကိုခိုင်မြဲတယ်လို့ပြောနေပြန်ပြီထာဝရမဟုတ်တဲ့နေရာကိုထာဝရလို့ပြောနေပြန်ပြီလုံးဝပြည့်စုံတဲ့နေရာမဟုတ်ဘဲနဲ့ဟုတ်တယ်လို့ပြောနေတယ်ရွှေရှားပြောင်းလဲရမယ့်နေရာဖြစ်ပါရဲ့တဲ့မရွေးရှားရတဲ့နေရာလို့ပြောတယ်ပြီးတော့မွေးဖွားရမယ်အိုရမယ်သိရမယ်ပြောင်းရွှေ့ရမယ်ပြန်ဖြစ်ရမယ်ဆိုတဲ့နေရာကြီးကိုပဲမမွေးရဘူးမအိုရဘူးမနာရမသိရဘူးပြောင်းရွှေ့เสียမလို့ဘူးထပ်မွေးเสียမလို့ဘူးတခြားထိတဲ့ကောင်းတဲ့နေရာမရှိဘူးလို့ရှိရတဲ့နဲ့ထိတဲ့ကောင်းတဲ့နေရာမရှိဘူးလို့ပြောနေတာဒါဟာမသိလို့ပြောနေတာသာဖြစ်တယ်ဒါမြတ်စွာဘုရားတုံ့ပြန်ပြောတဲ့စကားပဲအဲ့ဒီလိုမြတ်စွာဘုရားကပြမကြီးကိုမထင်မှတ်ဖဲနဲ့နော်အလုံးကအလေးကရုပြုနေတာပြမအပေါင်းကသူတို့ရဲ့ပြမမင်းပေါ့လေအဲ့ဒီမှာတော့သူကအကြီးဆုံးပြမတွေရဲ့အလယ်မှာသူ့ကိုရှက်ခွဲလိုက်တယ်လို့ဖြစ်တယ်။အော်တဲမသိတဲ့ပြမပါလားလို့ပြောလိုက်တာထာဝရမဟုတ်ဘူးနဲ့ထာဝရလို့ပြောနေတာဒါမသိလို့ပြောတာပဲလို့ပြောလိုက်တဲ့အခါမှာအဲ့ဒီအချိန်မှာဝတ္တဝတိနတ်ပုံမှာနေတဲ့မနတ်ကပြမပြေရောက်လာတယ်ဒါလေးကတော့စဉ်းစားစရာလေးတော်တော်ကောင်းတယ်များသောအားဖြင့်အထက်နတ်ကိုအောက်နတ်တွေကတွေ့ဖို့ခက်တယ်ရှောက်ဖို့လည်းခက်တယ်အဲ့တော့ဒီမနတ်ကသူ့ရဲ့အဆင့်မြင့်တဲ့ပြမကိုဘယ်လိုလုပ်သွားသလဲဆိုတာဒီချက်နဲ့ပတ်သက်ပြီးမရှင်းလင်းဘူးအထက်ကရာမှာလည်းအကြောင်းပြမထားဘူးနော်အဲ့တော့သူဘာဖြစ်လို့မနတ်ကသူကဝတ္တဝတိနတ်ပြည်မှာပဲရှိတယ်သူ့ရဲ့အဆင့်မြင့်တဲ့ပြမရဲ့ခန္ဓာကိုယ်တွေကိုသူဘယ်လိုလုပ်ဝင်ပူးလို့ရတယ်လဲဒါတော့ကနေ့ထိအဖြေမထုတ်နိုင်ဘူးအဲ့ဒါတော့ဖြေပေးတာမတွေ့ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်ရဲ့အဆင့်မြင့်မိမယ်လို့ရောက်နိုင်တဲ့နေရာလဲရှိတော့ရှိနိုင်တယ်ပေါ့နော်ရှိတော့ရှိနိုင်တယ်ဒါပေမဲ့လို့နတ်တွေရဲ့သဘာဝကကိုယ့်ရဲ့အဆင့်မြင့်ဘုံတကုတ်ကြီးတဲ့နတ်ထဲကိုအောက်နတ်ကဝင်လို့မရဘူးဆိုတာဒါသိကြတယ်အဲ့တော့ဒီနေရာမှာမနတ်အစစ်မဟုတ်ပဲနဲ့မနတ်ရဲ့ခိုင်းသားဖြစ်တဲ့ပြမတရားရောက်ကဝင်ပူးတာတော့ဖြစ်ချင်းဖြစ်မယ်ဘာလို့လဲဆိုရင်ပြမတွေထဲမှာလည်းပဲမနတ်လို့စိတ်ဓာတ်မျိုးရှိတယ်ပြမတွေရှိတယ်လေတရားဝါတွေထဲမှာရှိနိုင်တယ်ဒါလွယ်မှာမှုတွေအတွေးခေါ်လွယ်မှာမှုတွေဒါတွေကပြမတွေထဲမှာလည်းရှိနိုင်တာပဲလေတတ္တဝါတွေမှန်သမျှပြမတွေထဲမှာတောင်းမှဟိုရင်ရှိတယ်လူပြေမှာပြောလို့ရှိရင်တော့ကောက်ကျစ်တယ်စင်လဲတယ်ပြမထဲမှာလည်းရှိတယ်အဲ့ဒါလူသိမှဆိုတယ်ပြမနောက်လိုက်ပြမတွေရဲ့ရှေ့မှာသူ့မသိဘူးလို့ပြောမှရှက်တဲ့ပြမတွေရှိတယ်အဲ့ရှက်တဲ့စိတ်ဟာဒါမယိုးသားတဲ့စိတ်ပဲလေအဲ့ဒါရှိတော့ဒီမနက်အစ်ဖလားသို့မဟုတ်အဲ့လိုကောက်ကျစ်တဲ့မနက်ခိုင်းသားပြမလားလို့ဆိုတော့မရှင်းဘူးပေါ့ဒါအတွေးကြည့်တာပါမရှင်းဘူးထိုင်ရမှာလည်းမှတ်ချက်ပေးမထားဘူးအဲ့တော့စာအတိုင်းပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလိုမြတ်စွာဘုရားကမနက်ကြီးကိုအပြစ်တင်ပကားပြမကိုအပြစ်တင်ပြီးတော့ပြောလိုက်တဲ့အခါကျတော့စိတ်ယုံမှရှိတဲ့မနက်ကပြမအောက်ပြမတူပေါ့သူတို့ရဲ့ပြမပြိတ္တထဲကမဟာပြမကြီးကိုယ်တဲ့တော့မဝင်နိုင်ဘူးတဲ့
ဗြဟ္မပါရိသစ္စာဆိုတဲ့ဗြဟ္မတူကိုဝင်ပူးပြီးတော့မြတ်စွာဘုရားကိုတတိပေးတယ်ဘုရားကိုသူကဘိက္ခုလို့ခေါ်တယ်ဘိက္ခုမေတ္တမာတရောမေတ္တမာတရောဒါတော့ဒီလိုထပ်ပြောလိုက်တာဟာသူကအရေးကြီးပြောတာဟဲ့မသွားနဲ့မလုံးနဲ့မပြောနဲ့ဆိုတာမျိုးလို့ပေါ့အာမေဒိတ်လို့ခေါ်တယ်ဒါတွေကကြောက်တဲ့အခါတို့လန့်တဲ့အခါတို့တတိပေးတဲ့အခါမျိုးလို့ပြောတာပေါ့အဲ့မှာဗြဟ္မပရိသစ္စာဗြဟ္မတူတဲ့ဝင်ပူးပြီးတော့ဘယ်လိုပြောတော့ဆိုကိုရောတဲ့ဗြဟ္မာကြီးကိုတော့မပုတ်ခတ်နဲ့အဝိဇ္ဇာကတော့ဆိုပုတ်ခတ်တာဖြစ်သွားသူမသိဘူးမသိလို့အလွဲမားတွေပြောနေတယ်ဆိုပြီးတော့ပြောတာအဲ့ဒါသူ့ဆန့်ကျင်မဲ့လို့ပြောတာပဲဖြစ်တယ်လေလူကြီးတယောက်ကိုလူငယ်တယောက်ကခမကြီးမသိပါဘူးဆိုတာပုတ်ခတ်တာပေါ့အဲ့ဒါမျိုးပေါ့အဲ့သူလည်းဗြဟ္မာကြီးကိုလည်းအဲ့လိုပြောလိုက်တာပဲမြတ်စွာဘုရားမသိပါဘူးမင်းပြောတာမဟုတ်ဘူးဆိုပြီးတော့ကန့်ကွက်လိုက်တာအဲ့ဒါပုတ်ခတ်တာပဲဆိုပြီးဘိက္ခုမေတ္တမာတရောမာအေတံအာတရောသူ့ကိုတော့မပုတ်ခတ်နဲ့ကိုရောသူ့ကိုတော့မပုတ်ခတ်နဲ့ဧသောဟိဘိက္ခုပြမမဟာပြမဒီပြမတမန်ပြမမဟုတ်ဘူးတဲ့တကယ်ပြမမင်းကြီးတဲ့မဟာပြမကြီးဖြစ်တယ်အဘိဗုသူကအားလုံးကိုလွှမ်းမိုးထားနိုင်တယ်အနဘိဗုတော့သူ့ကိုလွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးတဲ့အညတတုဝတ္တောမြင်နိုင်စွာအစွမ်းရည်တတ္တိရှိတယ်ဝတ္တဝတ္တိသူ့စိတ်တိုင်းညအကုန်ဖြစ်နိုင်တယ်ဣတရောကဘာကြီးကိုဆိုရတယ်ကတ္တာသူကပြုလုပ်သူဖြစ်တယ်နေမတာဖန်ဆင်းသူဖြစ်တယ်တစ်ထောအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီးတော့သစိတာစီမံခန့်ခွဲတတ်တယ်ဘယ်နေရာကတောင်းဘယ်နေရာကတော့လောကကြီးကိုဖန်ဆင်းနေဆိုတဲ့အယူဆတရားလာတာပဲလေနော် creator ပေါ့သစိတာဆို creator ဝတိပိတာဘုဒ္ဓပဲဗျာနော်ဝတိဆိုတာသူ့မှာစွန့်ရည်တတိတွေအကုန်ရှိတယ်ဝတ္တဆိုတာတတိဝတိဆိုစွန့်ရည်တတိရှိတယ်အဲစွန့်ရည်တတိတွေသူ့မှာအပြည့်ရှိတယ်ပိတာဘုဒ္ဓပပြနာဘုဒ္ဓပပြဆိုတာဘုဒ္ဓဆိုတာထင်ရှားဖြစ်ပြီးတဲ့တတ္တဝါပပြဆိုတာဖြစ်ဖို့တာဆူနေတဲ့တတ္တဝါနော်တတ္တဝါအလုံးလို့ဆိုလို့တယ်တတ္တဝါအလုံးရဲ့ဖခင်ကြီးဖြစ်တယ်ဒါလောကလူပြည်မှာလည်းပဲအဲ့တိုင်ယုံကြည်နေကြတာအလုံးဟာပြမကြီးကဖန်ဆင်းတာဖြစ်တော့ကြောင့်အလုံးပြမရဲ့သားတွေနော်ခဏအဲ့ဒီလိုကိုးဝဲတာဟိန္ဒူဘာသာတို့ခရစ်ယာန်ဘာသာတို့အဲ့ဒီဘာသာတွေကဒါကိုးဝဲတာပဲလေကောင်းကင်ဘုံကဖျားစာဘုရားဘာသာမှာတော့ပြမလို့ပြောတာပဲအလုံးဟာဖခင်သူကနေမွေးဖွားပေးတာလို့ဆိုလို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပုံနာတွေမှာအယူဆအများကြီးရှိတယ်တချို့ပုံနာကပြမကြီးရဲ့ခေါင်းကမွေးတာတဲ့ဥထိတ်ကမွေးတာအဲ့ဒီပုံနာမျိုးကအမြတ်ဆုံးတချို့ပြမတွေကဟုတ်လေတချို့ပုံနာတွေကပြမကြီးရဲ့ပါးစပ်ကမွေးတာတချို့ပုံနာတွေကပြမကြီးရဲ့ရင်ကမွေးတာတာဂိဝေမင်းနေကြတော့ခြေပမိုးကမွေးတာလေပြမကြီးရဲ့ခြေပမိုးကမွေးတာအဲ့ဒါလူအစင်တန်းအဲ့ဒါနဲ့ခွဲနေတာသူတို့ကြတော့ပါးစပ်ကမွေးတယ်ရှင်ဘက်ကမွေးတယ်အောက်တန်းသားပုဂ္ဂိုလ်တွေကြတော့ဟိုးအောက်ထီအောင်ခြေပမိုးကမွေးတယ်ထီအောင်ပြောတာသူတို့ကအဲ့တော့ဖန်ဆင်းတာကိုပဲအဲ့ဒါပြမကြီးရဲ့ကိုယ်ကနေပြီးတော့ဖန်ဆင်းလိုက်တာကိုအဲ့လိုအောက်တန်းကြရဲဆိုတဲ့အနေနဲ့သုံးတဲ့စကားတွေပေါ့နော်အဲ့တော့တရားတွေအလုံးရဲ့မွေးဖခင်ကြီးဖြစ်တယ်ဆိုပြီးတော့တတိပေးတဲ့အထက်မှာသူကဆက်ပြောတယ်ကိုရောတဲ့ဟိုရှိတုန်းကသမဏပြမနာတွေဟာတဲ့လောကမှာသမဏပြမနာဆိုတာဘာသာရေးကိုင်းဆရာတွေကိုပြောတာအဲ့ဘာသာရေးကိုင်းเนี่ยအစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်တွေဟာ
ပထဝီကရဟကပထဝီဇိဂုတ်စကအာပကရဟကပါဆိုလိုတာကတော့မဟာဘုတ်၄ပါးကိုကဲ့ရဲ့ရှုပ်ချတတ်တယ်မဟာဘုတ်၄ပါးကိုကဲ့ရဲ့ရှုပ်ချတယ်မဟာဘုတ်၄ပါးနဲ့ပတ်သက်တဲ့အစိုးရတဲ့ပြမကြီးကိုကဲ့ရဲ့ရှုပ်ချတဲ့တော့နော်ဓာတ်ကြီး၄ပါးကိုကဲ့ရဲ့ရှုပ်ချတယ်ဘုဒ္ဓကရဟကရဟကဘုဒ္ဓဆိုတာဒီနေရာစတုမာရိနတ်အောက်ခြေနတ်တွေကိုဘုဒ္ဓလို့ခေါ်တယ်ဘုတ်တစီနတ်ထဲမှာပါတယ်ဘုဒ္ဓကရဟဘုဒ္ဓဆိုတဲ့နတ်တွေကိုရှုပ်ချတယ်ကဲ့ရဲ့တယ်ပဇာပတိကရဟမနတ်ကိုကဲ့ရဲ့တယ်ပဇာပတိကဒီနေရာမှာမနတ်ကိုပြောတာတဲ့ပဇာပတိကရဟအဲ့တော့ပထဝီအဘောတိဇောတွေကလည်းပဲနတ်တွေလည်းဖြစ်ချင်းဖြစ်မယ်သူတို့သုံးတဲ့စကားလုံးကနော်ဒေဝကရဟနတ်ပြည်6ဓာတ်ကနတ်တွေကိုရည်ညွှန်းပြီးတော့နတ်တွေကိုကဲ့ရဲ့တယ်ပဇာပတိကရဟမနတ်ကိုကဲ့ရဲ့တယ်ဗြဟ္မကရဟကဗြဟ္မာတွေကိုကဲ့ရဲ့တယ်အဲ့ဒီလိုနတ်တွေကိုကဲ့ရဲ့ရှုပ်ချတတ်တဲ့ပုဂ္ဂိုလ်ဟာတဲ့တည်တဲ့အခါပဲရောက်သွားတော့ဆိုလို့ရှိရင်တည်တဲ့အခါမှာအောက်တန်းကြတဲ့ရှုံညံ့တဲ့ဘုံဘဝကိုရောက်သွားကြတယ်ဟိနိကာယေဥပပန္နအောက်တန်းကြတဲ့ဘုံဘဝကိုရောက်သွားတယ်တဲ့တချို့သမဏဗြဟ္မဏတွေကတော့တဲ့ပထဝီနတ်တွေလို့ဆိုရရှင်ပထဝီနတ်တွေကိုသို့မဟုတ်ဓာတ်ကြီး၄ပါးတွေကပထဝီနတ်တွေကိုချီးမွမ်းတယ်အာဘောနတ်တွေကိုချီးမွမ်းတယ်တိဇောနတ်တွေကိုချီးမွမ်းတယ်ဝါယောနတ်တွေကိုချီးမွမ်းတယ်ဖူဒပတန္တာအောက်နတ်တွေကိုချီးမွမ်းတယ်နော်ထေဝပတန္တာအထက်နတ်တွေကိုချီးမွမ်းတယ်ပဇာပတိပတန္တာမနတ်ကိုချီးမွမ်းတယ်ဗြဟ္မပတန္တာဗြဟ္မာကိုချီးမွမ်းတယ်အဲ့ဒီလိုနတ်တွေကိုချီးမွမ်းပြောဆိုတတ်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့မြင့်မြတ်တဲ့ဘဝရောက်ကြတယ်နတ်ကိုကဲ့ရဲ့ရင်အောက်တန်းကြတဲ့ဘဝရောက်လိမ့်မယ်နတ်ကိုချီးမွမ်းလို့ရှိရင်ထက်တန်းကြတဲ့ဘဝကိုရောက်လိမ့်မယ်အဲ့ဒီမှာနတ်ကဝင်ပူးပြီးတော့ပြောတာဒါကြောင့်မို့လို့ကိုရောကိုပြောပြစေတယ်ကိုရောကိုတိုက်တွန်းပါတယ်ဒီဗြဟ္မာကြီးပြောတဲ့အတိုင်းပဲကိုရောလောက်ပါတယ်လိုက်နာပါသူပြောတဲ့စကားအတိုင်းလိုက်နာရှတေဝတိဗြဟ္မာအာဟတရေဝတွန်ကရောဟိသူပြောတဲ့အတိုင်းလောက်ပါသူ့ကိုဆန့်ကျင်မယ်မလုပ်ပါနဲ့မာတွန်ဗြဟ္မုနောဝဆနဥပတ္တိဝတောဗြဟ္မာရဲ့စကားကိုဖယ်ရှားမယ်လို့ကိုရောစိတ်မကူးနဲ့စိတ်မကူးနဲ့အကယ်၍ဗြဟ္မာစကားကိုကိုရောကြောလုံးဖယ်ရှားမယ်ဆိုလို့ရှိရင်ကိုယ်စီရောက်လာတဲ့စက်တည်းကိုတားမြစ်ပြစ်တာနဲ့တူလိုက်မယ်ကိုယ်စီရောက်လာမဲ့ဂုံကျက်တည်းတွေကိုကိုရောတားမြစ်ပြစ်လိုက်တာနဲ့တူလိုက်မယ်ဖြည့်ဆည်းပြစ်လိုက်တာနဲ့တူလိုက်မယ်နောက်ဥပမာတစ်ခုကအဲ့ဒီဗြဟ္မာကြီးရဲ့စကားကိုမလိုက်နာလို့ရှိရင်တဲ့6ကဘာကြားတဲ့အခါမှာလက်နဲ့ခြေနဲ့ဘယ်ဟာမှမကင်မဲနဲ့လွဲချော်ပြီးတော့အောက်ရောက်သွားသလိုဖြစ်နေမယ်ရှင်ဘုရားခြေမကင်မိလက်မကင်မိဖြစ်ပြီးတော့အောက်တန်းဘဝရောက်သွားလိမ့်မယ်နော်ဒါကြောင့်သူတိုက်တော့မှတယ်ကိုရောစိတ်ကူးမလွဲနဲ့ဗြဟ္မာကြီးပြောတဲ့အတိုင်းလုပ်ပါဗြဟ္မာကြီးစကားကိုဖယ်ရှားဖို့မကြိုးစားပါနဲ့ကိုရောမြင်နေမလားတဲ့ဗြဟ္မာပရိသတ်ဝင်းဝါနဲ့ဗြဟ္မာတွေအများကြီးကိုရောမြင်နေမလားတဲ့အဲ့ဒါမနတ်ကဗြဟ္မာတူတဲ့ဝင်ပူးပြီးတော့မြတ်စွာဘုရားကိုပြောတဲ့စကားတွေအဲ့လိုပြောတော့မြတ်စွာဘုရားကမနတ်ကိုပြန်ပြောလိုက်တယ်သာနာမိခောတာတဟံပပိမဘာတွန်မေညိတ်ထောနမန်သာနာတိ
ဟဲ့အယုဒ္ဓမမနမင်းဆိုတာငါသိတယ်မင်းကိုငါမသိဘူးလို့မထင်နဲ့အခုကမင်းပြောနေတာနော်မင်းပြောနေတာငါသိတယ်တဲ့ပြမပြောတာမဟုတ်ဘူးတဲ့ပြမတွေပြမပရိသတ်တွေအားလုံးဟာပြမကြီးရောပြမပရိသတ်ရောအချမ်းရံပြမတွေရောအားလုံးဟာမင်းလက်တွင်ကြားရောက်နေတာကိုအားလုံးဟာမင်းရဲ့အလိုချလုပ်နေကြတာဖြစ်တယ်ဒါပေမဲ့လို့ငါကတော့မင်းရဲ့လက်ထဲမရောက်ဘူးမင်းလက်ခုပ်ထဲကရေးမဟုတ်ဘူးနေဝတဝဝတ္တံကတော်မင်းဖြစ်ချင်တာငါလုပ်မှာမဟုတ်ဘူးမင်းပြောတဲ့အတိုင်းငါလုပ်မှာမဟုတ်ဘူးမြတ်စွာဘုရားရှင်းရှင်းပဲသူ့ကိုတုံ့ပြန်လိုက်အဲ့ဒီလိုမြတ်စွာဘုရားပြောပြီးတဲ့အခါမှာဘဂဗြဟ္မကြီးကမြတ်စွာဘုရားကိုလျှောက်ပြန်သူကသူကွန်ဖန်လောက်တာပေါ့ခုနကသူပထမပြောတဲ့စကားကိုမြတ်စွာဘုရားပယ်ချလိုက်တယ်။အော်မသိတာတဲဆိုးတာပဲဆိုပြီးပယ်ချလိုက်တယ်။အဲ့ဒါကိုသူကပြန်ပြောတယ်။မာရိတကျွန်ုပ်ကမြဲလို့မြဲတယ်လို့ပြောတာ။ခိုင်မာလို့ခိုင်မာတယ်လို့ပြောတာ။ထာဝရမို့ထာဝရလို့ပြောတာ။လုံးဝပြည့်စုံလို့ပြည့်စုံတယ်လို့ပြောတာ။ဘယ်တော့မှပြောင်းရွှေ့ရမယ့်အရာမဟုတ်လို့ပြောင်းရွှေ့ရမယ့်အရာမဟုတ်ဘူးလို့ပြောတာ။မွေးဖွားခြင်းအိုမင်းခြင်းသိဆုံးခြင်းပြောင်းရွှေ့ခြင်းပြန်လည်မွေးဖွားခြင်းအဲ့ဒါတွေမရှိလို့မရှိဘူးလို့ပြောတာထိတဲ့ကောင်းတဲ့နေရာမရှိလို့မရှိဘူးလို့ပြောတာသူစကားကိုပဲသူပြန်ပြီးတော့အတိပြုပြီးပြန်ပြောပြန်ပြီးတော့ထိကြတော့အဟေတုံခောဘိက္ခုတရားပုတ်ပြီဆိုပြီးထိကြတော့မာရိတလို့မခေါ်ဘဲနဲ့ဘိက္ခုလို့ဖြစ်သွားပြန်တယ်စာကပဲမှားရလားတော့မသိဘူးပေါ့နော်သူတလျှောက်လုံးမာရိတလို့ပြောလာတာဒါဘဂဗြဟ္မအသုံးနဲ့ရောက်တယ်အဲ့တော့ကိုရောတဲ့ရှေးတုန်းကသမဏဗြဟ္မဏတွေဟာလောကမှာတက်တန်းရှိသမျှသူတို့ဟာချိုးချံတဲ့အကျင့်တွေကိုကျင့်ကြတယ်သူတို့ဟာထိတဲ့ကောင်းတဲ့နေရာရှိရင်ရှိတယ်လို့သိကြတယ်မရှိရင်မရှိဘူးလို့သိကြတယ်ကိုရောကိုပြောမယ်ထိတဲ့ကောင်းတဲ့နေရာဆိုတာမရှိဘူးကိုရောလိုက်ရှာမယ်ဆိုရင်ပင်မယုံမရှိမယ်ပင်မယုံမရှိပဲအကယ်၍ဓာတ်ကြီးလေးပါပထဝီမြေကြီးကိုဆွဲလမ်းမယ်ဆိုလို့ရှိရင်ကိုရောဟာကျွန်ုပ်ရဲ့အလုတ်ကျွေးများတာဖြစ်မယ်မြေကြီးပေါ်မှာဆွဲလမ်းရင်ကျွန်ုပ်ရဲ့အလုတ်ကျွေးများတာဖြစ်မယ်ကျွန်ုပ်ရဲ့နောက်လိုက်များတာဖြစ်မယ်ကျွန်တော်ရဲ့အခိုင်းအစီများတာဖြစ်လိမ့်မယ်အဘောတေဇောဝါယောဖူဒထေဝပသပတိဖြမဆိုတဲ့နော်ဒါတွေကိုလွှမ်းမိုးပြီးတော့ပြောမယ်ဆိုရင်ကိုရောကကျွန်တော်ရဲ့အလုတ်ကျွေးကျွန်တော်ခိုင်းရလောက်အောင်မဲ့ပုဂ္ဂိုလ်ပဲဖြစ်လိမ့်မယ်ကျွန်တော်ရဲ့နောက်လိုက်ပဲဖြစ်မယ်လို့ဘဂဗြဟ္မကြီးအဲ့လိုထပ်ပြောတာအဲ့တော့မြတ်စွာဘုရားကပြမတဲ့ငါလည်းသိပါတယ်ပထဝီပေါ်မှာဆွဲလမ်းမယ်ဆိုရင်အာဘောပေါ်မှာဆွဲလမ်းမယ်ဆိုရင်တေဇောပေါ်မှာဆွဲလမ်းမယ်ဆိုရင်တဏှာဒိဋ္ဌိနဲ့ဆွဲလမ်းမယ်ဘုဒ္ဓဆိုတဲ့နတ်ထေဝဆိုတဲ့နတ်ပဇာပတိဆိုတဲ့မနတ်ပြမဒီဘွားတွေကိုဆွဲလမ်းမယ်ဆိုလို့ရှိရင်ဒီဟာအောက်တန်းနောက်တန်းကြမယ်ဆိုတာငါသိပါတယ်ဒါပေမဲ့လို့
ငါဟာဒါရဲမကဘူးသင်ပြမကြီးရဲ့လာရဘဝကိုလည်းသူသိတယ်ဘယ်ဘဝကလာရဲဆိုတာသိတယ်သူ့ရဲ့အရှိန်အဝါကိုလည်းသိတယ်ဘဂဗြဟ္မာဟာဘလို့တကူကြည့်တယ်ဘလို့အစအနုဘော်ရှိတယ်ဘဂဗြဟ္မာကြီးဟာဘလို့ဩဇာအာဏာရှိတယ်ဆိုတာဒါတွေကိုလည်းငါသိပါတယ်အဲ့ဒီမှာမြတ်စွာဘုရားထဲလိုက်တာသူ့ရဲ့ဘဝစัจကြောင်းကိုသိတယ်လို့ပြောလိုက်တာနော်သူကဘဝမေ့နေတဲ့ဗြဟ္မာကြီးဖြစ်နေသူ့ကိုနေသတ္တဝရလို့ထင်တယ်ဘုရားကအဲ့ဒါသူ့ရဲ့ဘဝစัจကြောင်းကိုသိတယ်လို့ပြောလိုက်တာသူ့ရဲ့ဆွမ်းကိုလည်းသိတယ်လို့ပြောလိုက်တယ်ဘာကြောင့်လို့ဆိုရင်သူဟာလာရီနေရီလက်ပတ်ပြီးတော့သွားလာတဲ့စัจ java လာဘောင်းမြောက်များစွာကိုသူကလွှမ်းမိုးထားနိုင်တယ်လွှမ်းမိုးထားနိုင်တယ်အားလုံးတ attva တွေအားလုံးကိုသူကတကူစွမ်းနဲ့လွှမ်းမိုးထားနိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားဖော်ပြပြီးဘဂဗြဟ္မာကြီးကဒီလိုတကူကြည့်တယ်ဒီလိုစွမ်းအာနုဘော်ရှိတယ်အခုလို့စွမ်းကြီးမားတယ်ဆိုတာငါသိပါတယ်လို့ပြောလိုက်တော့ပြီးတော့မြတ်စွာဘုရားဆက်ပြောတယ်ဗြဟ္မာကြီးတဲ့ဘဂဗြဟ္မာကြီးသင်မသိတဲ့သင်မမြင်တဲ့သင်ရဲ့အတိတ်ဘဝတွေရှိတယ်အဲ့ဒါငါသိတယ်သူကဘဝကိုမေ့နေပြီသင်ဟာတဲ့ဒီဘဝမရောက်ခင်ကအဘဒ္ဒရဆိုတဲ့ဗြဟ္မဘုံမှာဖြစ်ခဲ့တယ်အဲ့ဒီအဘဒ္ဒရဗြဟ္မဘုံကနေပြီးသေပြီးတော့မှဒီခုဖြစ်လာတာဗြဟ္မဘုံမှာသူကအထက်တန်းပထမဆုံးကဝေဟဘုရားဖြစ်တယ်လို့ပြောတယ်အမြင့်ဆုံးဗြဟ္မဘုံကနေအောက်ကိုတဆင့်ချင်းဆင်းလာတယ်ဆင်းလာတဲ့အခါကျသူဘဝမေ့သွားတယ်သူဘဝသူမှမှတ်မိတော့တက်တန်းနေကလည်းရှိတယ်လေဝေဟဘုဘုံဆိုတာမဟာက900ကဘာ900အသက်ရှိတယ်အဲ့ဒီကနေပြီးတော့64ကဘာဖြစ်တယ်သူဘကိန်းနာနောက်ပြီးတော့10ကဘာမဟာက10ခုရှိတယ်ရှိလျားတဲ့ကဘာမှာအဘဒရဗြဟ္မာအနေနဲ့ဖြစ်တယ်အခုတခါမဟာဗြဟ္မာအနေနဲ့ဖြစ်နေအဲ့ဒါလို့သူ့ဘဝဟာဗြဟ္မာဘုံလေးကြီးပဲဖြစ်လာတဲ့အခါကျတော့တက်တန်းကလည်းသူတို့ကသေတာနဲ့မွေးတာဟာမတမနီးကတ်တယ်နော်ဘာနဲ့တူတော့ဆိုရင်မီးချိန်လိုက်တယ်လို့ဖြစ်သွားတယ်လျှက်စစ်မီးချိန်လိုက်တယ်လို့ပဲနော်လျှက်စစ်မီးချိန်လိုက်တယ်လို့ဟုတ်ဆိုပြန်တောက်လာအဲ့လိုချက်ချင်းသေချက်ချင်းမွေးတာတော့မသိလိုက်ဘူးတက်ကပညာတုတ်မှတောင်မှပဲတရားမင်းဟာထိုင်းနေတဲ့နေရာလေးမှာသုတိစိတ်ကြပြီးတော့ပြန်ပြီးတော့ဖြစ်တာအဲ့နေရာမှာကျန်တဲ့လူတွေသိကိုမသိလိုက်ဘူးချက်ချင်းသိချက်ချင်းပြန်ဖြစ်တာမြတ်စွာဘုရားကသာသိလိုက်တယ်တကူကြည့်တဲ့နတ်တွေကသာသိတာတရားလည်းအဲ့လိုသွားတာအဲ့တော့ဘဝဆိုတာသူကမေးကနေအိပ်ပျော်သွားတယ်လို့သိလိုက်ပြီးတော့ချက်ချင်းပြန်နှိုးလာတာအဲ့ဒါကြောင့်မို့သူကဘဝတွေကိုမေ့တာအဲ့ဒါကိုမြတ်စွာဘုရားကရှင်းပြတာအဲ့ဒီသင်ဟာဗြဟ္မဘုံမှာအနေကြာသည့်အတွက်ကြောင့်သင်ဟာတတိမေ့သွားတယ်ဒါကြောင့်မမြင်တာအဲ့ဒီမင်းမမြင်တဲ့ဘုံဘဝတွေကိုငါမြင်တယ်နော်အဲ့ဒီအချက်မှာသင်ဗြဟ္မာကြီးနဲ့ငါနဲ့ဟာလောကကွာခြားတယ်သိတဲ့နေရာမှာငါနဲ့မင်းဒီအသိဉာဏ်ရှိတဲ့နေရာမှာမင်းကငါမမှီဘူးဗြဟ္မာကြီးငါ့ကိုမမှီဘူးနော်ထတ်တူတောင်မဟုတ်ဘူးနော်ငါလည်းနေကြတယ်အသိဉာဏ်ကနေကြတယ်လို့ငါဟာမင်းနဲ့ထတ်တူမဟုတ်ဘူးဘယ်လိုလုပ်ပြီးတော့နေကြမှာတော့ငါသာလည်းမင်းနဲ့ဆင်းမြင်တယ်လို့မင်းနဲ့ပိုသိတယ်လို့ပြောတာမှာတော့ဗြဟ္မာကြီးတင်းနဲ့ငါပိုသိတယ်လို့ပြောလိုက်တယ်နောက်တစ်ခါသင်ဟာသူဘကိဏဘုံမှာဖြစ်ခဲ့တယ်
ဝေဟပုံမှဖြစ်ခဲ့တယ်နောက်အဘိဘူးဆိုတဲ့ပြမဖြစ်ခဲ့တယ်နော်အဲ့ဒါတွေအကုန်လုံးငါသိတယ်အဲ့ဒါကြောင့်မို့လို့သင်နဲ့ငါထပ်တူညီမျှမဟုတ်ဘူးတဲ့သင်တဲ့ငါအောက်တန်းကြဖို့ဘယ်လိုလုပ်ရှိမှာတော့မင်းမသိတာတွေကိုငါပို့သိတယ်မြတ်စွာဘုရားကအဲ့လို challenge လုပ်တာပေါ့နော်မင်းနဲ့ငါပို့သိတယ်ပြီးတော့ပထဝီဆိုတာဓာတ်ကြီးလေးပါးနဲ့ပတ်သက်ပြီးတော့ငါဟာပထဝီကိုကုံစင်အောင်သိတယ်ဓာတ်ကြီးလေးပါးအကြောင်းကိုငါကုံစင်အောင်သိတယ်နော်ကုံစင်အောင်သိသည့်အတွက်ကြောင့်ဒီဓာတ်ကြီးလေးပါးနဲ့ပတ်သက်တဲ့ဓာတ်ကြီးလေးပါးမဖြစ်တဲ့နေရာကိုလည်းသိတယ်ဓာတ်ကြီးလေးပါးကိုလည်းသိတယ်ဓာတ်ကြီးလေးပါးသိခြင်းကြောင့်ဓာတ်ကြီးလေးပါးမဖြစ်တဲ့နေရာကိုလည်းငါသိတယ်ဓာတ်ကြီးလေးပါးမဖြစ်တဲ့နေရာကိုသိတယ်အဲ့ဒီကိစ္စမှလည်းပဲသင်ရဲ့အသိဟာငါနဲ့မတူဘူးတဲ့ဘယ်လိုလုပ်ပြီးတော့ငါမင်းအောင်နှိမ့်ကြမလဲတဲ့ငါပို့ပြီးတော့သိတယ်တို့အဲ့လိုမြတ်စွာဘုရားကဓာတ်ကြီးလေးပါးနဲ့ပတ်သက်တာတို့ဖြမာရီနဲ့ပတ်သက်တာတို့နတ်တွေနဲ့ပတ်သက်တာတို့သူသိတာတဲ့ပို့ပြီးတော့ငါသိတယ်ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီသိခြင်းကိစ္စမှတော့သင်နဲ့ငါနဲ့မတူဘူးငါကသင်အောက်ကြရမလို့တူတောင်မတူဘူးတဲ့ငါသိတာနဲ့မင်းမမိဘူးလို့ပြောတာအဲ့တော့မြတ်စွာဘုရားသူ့တယ်ပို့သိတယ်အဟမေဝတရားပိယောသင်နဲ့ငါပို့သိတယ်အဲ့ဒါလို့မြတ်စွာဘုရားရှိသမျှအကုန်ရှင်းပြီးတော့ပြပြီးတော့မဟေဝတိရိတကမေဝဟောတိဒုစကမေဝဟောတိသူကပြန်ပြောတော့မြတ်စွာဘုရားအဲ့လိုမင်းနဲ့ငါသာပါတယ်လို့ပြောတဲ့အခါမှာအရှင်ဘုရားမာရိတအကုန်လုံးနဲ့ပတ်သက်ပြီးတော့ဆွဲလမ်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒါသိပြီးတော့အဲ့ဒါလောက်သိတာသိရင်တောင်မှပဲအချီးနီးမဖြစ်ပါစေနဲ့အလဟတမဖြစ်ပါစေနဲ့ဘာမှမသိတဲ့အနေအထားမျိုးမရောက်ပါစေနဲ့သူမသိတာဟာဘာမှမရှိလို့မသိတာမဟုတ်အဲ့ဒီမှာမြတ်စွာဘုရားကသူသိတဲ့အဆင့်နဲ့ပုံမြင့်တဲ့နိဗ္ဗာန်ဆိုတာကိုတောင်သိလိုက်တယ်ဓာတ်ကြီးလေးပါမရှိတဲ့နေရာနိဗ္ဗာန်ကိုတောင်ပြောပြတယ်အဲ့ဒီမှာမြတ်စွာဘုရားဝိညာဏအဋ္ဌိတတနာအနန္တံသဗ္ဗတောပပံဒီစကားလုံးနဲ့နိဗ္ဗာန်အကြောင်းကိုရှင်းပြလိုက်တာအဋ္ဌိတတနာနိဗ္ဗာန်ဆိုတာမျက်စိနဲ့ကြည့်ရတဲ့မြင်ကွင်းနဲ့မှမရှိဘူးအနန္တဘယ်ချိန်စဖြစ်ပြီးဘယ်ချိန်ဆုံးတယ်ဆိုတဲ့အစားဆုံးဆိုတာပိုင်းခြားမရှိဘူးသဗ္ဗတောပပံဘယ်နေရာမဆိုနိဗ္ဗာန်တဘာဝရှိတယ်တနည်းအားဖြင့်နိဗ္ဗာန်ဝင်ဖို့စိတ်ကန်းပင်လယ်ထဲဆင်းဖို့စိတ်ကန်းတွေအများကြီးရှိသလိုနိဗ္ဗာန်ဝင်ဖို့စိတ်ကန်းတွေလည်းအများကြီးရှိတယ်သဗ္ဗတောပပနေရာခတ်သိမ်းမှာနိဗ္ဗာန်ဆိုတာရှိတယ်အဲ့ဒီနိဗ္ဗာန်ကိုသိရမှာဖြစ်တယ်နော်အဲ့ဒီနိဗ္ဗာန်မှာပထဝီဆိုတာမရှိဘူးအာဘောဆိုတာမရှိဘူးတေဇောဆိုတာမရှိဘူးဘုဒ္ဓဆိုတာမရှိဘူးဒေဝဆိုတာမရှိဘူးပဇာပတိဆိုတာမရှိဘူးဗြဟ္မာဆိုတာလည်းမရှိဘူးအဘဒရဗြဟ္မာဆိုတာလည်းမရှိဘူးသူဘဂိဏဗြဟ္မာဆိုတာလည်းမရှိဘူးဝေဟဖို့ဗြဟ္မာဆိုတာလည်းမရှိဘူးအဘိဘူဆိုတဲ့ဒီအဘိဘူဆိုတာအတ္တညတဗြဟ္မာကိုပြောတာနံခန္ဓာ၄ပါးကိုလွှမ်းမိုးထားနိုင်လို့အတ္တညတဘုံကိုအဘိဘူလို့သုံးတယ်ဒီထဲမှာတော့မူလပရိယာယသုံးမှလည်းပဲအတိုင်းသုံးတယ်ဒါဗြဟ္မာပုံတွေရဲ့အမည်နာမတစ်မျိုးလို့မှတ်ထားပါတော့အဘိဘူဆိုတာအတ္တညတဘုံကိုပြောတာအဲ့ဒါတွေလည်းမရှိဘူးနောက်အလုံးကိုအောင်ပြောလို့ရှိရင်သင်္ခါရဆိုတာဘာတစ်ခုမှမရှိဘူးနန်းဆိုတာဗြဟ္မာကြီးကမသိဘူးလေအဲ့သူမသိနိုင်တဲ့သူတို့ကပထဝီယဘောတေဇောဝါရောဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာသာသိတာအဲ့ဒီအထက်ကိုမသိဘူးမြတ်စွာဘုရားအဲ့ဒီဓာတ်ကြီးလေးပါးလည်းသိတယ်ဓာတ်ကြီးလေးပါးမရှိတဲ့နိဗ္ဗာန်ကိုလည်းသိတယ်သူ့တဲ့ပို့သိတဲ့အကြောင်းကိုမြတ်စွာဘုရားပြောပြပြီးတော့ပြောပြလိုက်တဲ့အခါမှာ
အပြမကြီးကသူပြောစရာမရှိတော့ပြောစရာမရှိတဲ့အခါမှာထွက်ပေါက်ရှာတဲ့အနေနဲ့လူများဟာစကားလွှဲပြစ်တယ်ခေါ်တာပေါ့ဒါကိုရှုံးတော့မယ်ဆိုစကားလွှဲပြစ်တယ်ဘာပြောလို့ဆိုမာရိဒကိုလူကဲဒါဆိုလို့ရှိရင်တူတူပုံညရအောင်နော်သူပုံပြမယ်အဲ့တော့ကိုတော့မမြင်အောင်ပုံပြမယ်ဆိုတော့ကဲကောင်းပြီပုံပြတတ်နိုင်ရင်ပုံပြလို့မြတ်စွာဘုရားပြောလိုက်တဲ့အခါဘဂဗြဟ္မာကြီးဟာပုံဖို့ကြိုးစားလိုက်တာလုံးဝပုံလို့မရအောင်သူကဘယ်လိုပုံစံနဲ့ပုံမှာတော့လို့ဆိုတဲ့အခါမှာသူ့ဘဝအစပဋိသန္ဓေနေလာတဲ့အချိန်ကပဋိသန္ဓေနေတဲ့အချိန်လေးကပုံစံမျိုးထီအောင်သူကအသေးလေးလှုပ်လိုက်တယ်ပြီးတော့အမှောင်နေထဲမှာသူကပုံမှုကြိုးစားတယ်သူခန္ဓာကိုယ်ဖြောက်ပြီးတော့အမှောင်ထဲရအောင်ကြိုးစားတယ်မြတ်စွာဘုရားကသူပုံတဲ့နေရာတွေမှန်တယ်ဗျအကုန်လုံးချုပ်ပြီးတော့သိတယ်အဲ့တော့သူကပုံမယ်နဲ့ပုံလို့မရအောင်မြတ်စွာဘုရားဘယ်နာမှာနဲ့ပုံတာကိုကိုဖော်ထုတ်နေတာဖော်ထုတ်ပြီးတော့သူဟာပုံလို့မရတဲ့အနေအထားမျိုးရောက်တော့မြတ်စွာဘုရားကဘဂဗြဟ္မာကြီးကိုပြောတယ်ဟန္တစရဟိတိပြမေအန္တရဒါယမိဒါဆိုလို့ရှိရင်ငါလှဲ့ငါပုံပြမယ်အဲ့ဒါဆိုရင်ပုံမှာတဲ့ကြိုက်သလိုပုံဆိုတော့မြတ်စွာဘုရားကတကူဖန်ဆင်းလိုက်တယ်အဲ့ဒီချိန်အဲ့တကူဖန်ဆင်းတာဘလို့ဖန်ဆင်းတော့ဆိုတော့အခုကရုပ်မြင်တန်ညမဟုတ်လားရှုပ်လည်းမြင်တဲ့တန်လားကြာမြတ်စွာဘုရားဖန်ဆင်းလိုက်တာကရှုပ်မမြင်ရဘူးအတန်နဲ့ကြားအောင်ဖန်ဆင်းလိုက်တာရှုပ်ကိုတော့မပြတော့ဘူးအတန်လေးပဲပေးထားတယ်အဲ့တော့ရုပ်မမြင်အတန်ကြားအဲ့ဒါကိုဖန်ဆင်းပြီးတော့ဘာဖြစ်လို့အဲ့လိုဖန်ဆင်းတာတော့လို့ဆိုရင်ရှုံးမမြင်ဘူးအတန်လည်းမကြားဘူးဆိုဘယ်ပြောက်သွားတော့ရှိချင်မှရှိမှလို့ထင်မှဆိုလို့ငါဒီနားမှာရှိတယ်မင်းတို့ငါတွေ့အောင်ရှာအတန်တော့ပေးထားအတန်ရှိတယ်ရုပ်မရှိဘူးအဲ့တော့ရှုံးမမြင်အတန်ကြားမြတ်စွာဘုရားလှုပ်ပြပုံပြလိုက်တယ်ပုံပြီးတော့ပါဇက်ကဂါထာရွတ်နေတယ်သူ့ကိုအတန်ပေးနေတာဗာပေးတော့ဆိုဘဝေဝဟံပယံဒိဋ္ဌဝါဘဝံစဝိဘဝေတိနဘဝံနာဘိဝတိကိဉ္စီနန္ဒိသနာဥပါတိယေအဲ့ဒီကတည်းကလေးရွတ်နေတာအဲ့ဒါကိုဗမာပြည်လူတွေကကိုပြောက်ဂါထာဆိုပြီးတော့မလေးရှုံးရင်တော့ရွတ်ကြည့်ပေါ့ဘုရားကတော့ပြောက်တာသူကတော့ပြောက်ချင်မှပြောက်နော်အဲ့ဒီမှာမြတ်စွာဘုရားရွတ်တဲ့အဓိပ္ပာယ်ပါတော့ဘဝေဝဟံဘယံဒိဋ္ဌဝါငါဟာဘဝအပေါ်အန္တရာယ်ကိုမြင်တယ်ဘဝစဝိဘဝေတိနာဘဝကင်းရကိုနိဗ္ဗာန်ကိုရှာဖွေနေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝကိုလည်းမြင်တယ်ဘဝနာဘိဝရိကိဉ္စီဘဝမှာဘေးရာကိုမှငါတွေ့တာဆွဲလန်းတယ်လို့ခြင်းနဲ့ဆိုတာမရှိဘူးနန္ဒိသနာဥပါရိကျင့်တဲ့ဆိုပြီးတော့ဆွဲလန်းတာလည်းမရှိဘူးဒီထိပဲနဲ့ဒီကတာလေးကိုရွတ်ပြီးတော့နေတာအဲ့တော့မြတ်စွာဘုရားရှုပ်လည်းမပြဘူးနော်ရှုပ်မပြဘူးအတန်တော့ကြားနေတယ်အဲ့ဒီခါမှာတက်ရောက်ရှိနေတဲ့ပြမာတွေရောပြမပရိသတ်တွေရောပရိသတ်ထဲကပြမငယ်တွေရောအားလုံးဟာတန်တော်ဖြစ်သွားကြတယ်ဣစရိယဝတ္တဘောအဘုဒ္ဓဝတ္တဘောသမဏတခောရမတမဟိတိကတမဟာနုရန်ကောရမတကောကြည့်လိုက်တာတော့အံ့စရာပဲဟေးရန်ကောရမအသိတကူကြည့်တာအံ့ဩစရာကောင်းလိုက်တာနော်ဒီလိုတကူကြည့်တဲ့ပုဂ္ဂိုလ်မျိုးကိုမြင်လည်းမမြင်ဘူးတရင်လည်းမချဘူးတဲ့နော်တခြားသမဏဗြဟ္မဏတွေလည်းဒီလိုတကူကြည့်တယ်ဆိုတာရန်ကောရမ
တကူကြီးတဲ့ဆိုတာမျိုးမတွေ့ဘူးဘဝရမယဝတ္တဘောပစ္ဆာယဘဝရတာယအတ္တမုဒိတာယတမုဟံဘဝဥဒ္ဒဘဝကိုပျော်မွေ့နေကြတဲ့ပုဂ္ဂိုလ်ရဲ့နော်ဘဝမှာပျော်မွေ့နေကြတဲ့ပုဂ္ဂိုလ်ရဲ့ဘဝရဲ့အရင်းမြစ်ဖြစ်တဲ့ကိလေသာနဲ့ဘဝရဲ့အရင်းမြစ်ဖြစ်တဲ့အဝိဇ္ဇာနဲ့တဏှာကိုယံဂေါရမကဆွဲနှုတ်လိုက်ပြီနော်ဘဝဆိုတာဟိုကောင်းတဲ့ဘဝမရှိဘူးမြဲတဲ့ဘဝမရှိဘူးဆိုတယ်ဆွဲနှုတ်လိုက်ပြီဆိုပြီးတော့ဒီပြမာရိယဝန္တာအာယအဲ့လိုတအံ့ဩရစိတ်နဲ့ပြောဆိုကြတဲ့အခါမှာမဏ္ဍကြီးကရောက်လာပြန်တယ်ပြမတဥထံဝင်ပူးပြီးတော့ကိုရောတဲ့ဒီကြတော့လေသူကသစေခောတွမာရိတဆိုတဲ့အခေါ်ပြန်ပြီစောစောတုန်းကတော့ဘိက္ခုဆိုတဲ့အခေါ်နဲ့ခေါ်တာနော်ဒါသူခေါ်ခြင်းတို့ခေါ်မှာပဲဒါစာထဲမှာအဲ့လိုဖြစ်နေအဲ့သူကပြောတော့ကိုရောသိလို့ရှိရင်ဘယ်သူမှပြောမနေနဲ့ကိုရောသိလို့ရှိရင်တပည့်တွေယဟန်နေမပြောနဲ့ဘယ်သူမှမဟောနဲ့ကိုရောသိတာကိုယ့်ဥဒ္ဒထားနော်လောကမှာဒီကိုယ်တိုင်သိပြီးတော့တပည့်ပရိသတ်တွေကိုပြောဟောကြတဲ့တပည့်ပရိသတ်မွေးတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်ပေါ့အဲ့တပည့်ပရိသတ်တွေမွေးတပည့်ပရိသတ်တွေတရားဟောဆိုပြီးတော့တပည့်ပရိသတ်တွေပေါ်မှာတွေ့တာတဲ့စိတ်နဲ့တည်တဲ့အခါကျတော့အောက်တန်းကြတဲ့ဘဝရောက်တယ်တဲ့ကိုတော့တပည့်မမွေးနဲ့တဲ့တပည့်တွေပေါ်မှာလည်းမတွေ့တာနဲ့လို့သူကပြောတယ်ရှေးတုန်းကရှမ်းနေဟာမြတ်စွာဘုရားလို့ရှေးတုန်းကပုဂ္ဂိုလ်တွေကဖရာလို့ဝန်ခံတဲ့ပုဂ္ဂိုလ်တွေဟာတဲ့တပည့်ပရိသတ်တွေကိုမမွေးကြဘူးတရားမဟောကြဘူးတရားမဟောပဲနဲ့တပည့်ပရိသတ်တွေပေါ်မှာတွေ့တာမှုမရှိလို့တည်တဲ့အခါမှာသူတို့ကထက်တက်ကြတဲ့ပုံပေါ်ကိုရောက်ကြတယ်ဒါကြောင့်မို့ကိုရောကိုတတိပေးပါတယ်တိုက်တွန်းပါတယ်ကိုရောအေးနေတရားမဟောနဲ့ဘသူကိုမှမဆုံးပါနဲ့အေးလေးနေအနက္ခတံကုသလံဟိမာရိတမာပရံဩဝတိနော်ဘာမှမပြောဘဲနဲ့ဝစီပိတ်နေတာကောင်းတယ်မြတ်စွာဘုရားတရားဟောလို့ရှိရင်လူတွေချုပ်ကုန်မှာဆိုတော့ကိုရောဝစီပိတ်ပြီးနေလိုက်တာကောင်းတယ်ဘသူကိုမှဆုံးမဩဝါဒမပေးပါနဲ့နော်မနက်ကအဲ့လိုဝင်ပြီးတော့ပြောတာအဲ့ဒီမှာမြတ်စွာဘုရားဟေးမနက်ငါသိတယ်ဒါမင်းလုံနေတာဆိုတာငါသိတယ်မင်းဟာငါရဲ့အကျိုးစီးပွားကိုလိုလားလို့ပြောတာမဟုတ်ဘူးငါရဲ့ကောင်းကျိုးကိုလိုလားလို့ပြောတာမဟုတ်ဘူးငါရဲ့ဆိုးကျိုးကိုသာလည်းမင်းလိုလားတာလောကမှာတချို့ပုဂ္ဂိုလ်တွေကသမ္မာသမ္ဗုဒ္ဓမဟုတ်ဘဲနဲ့သမ္မာသမ္ဗုဒ္ဓလို့ဝန်ခံကြတာနော်ငါကတော့သမ္မာသမ္ဗုဒ္ဓအစစ်ဖြစ်တယ်သမ္မာသမ္ဗုဒ္ဓအစစ်ဖြစ်လို့ငါဝန်ခံတာတာဝကတွေကိုငါတရားဟောသည်ဖြစ်စေတရားမဟောသည်ဖြစ်စေနော်ငါဖို့ဘာမှမထူဘူးနော်ငါဖို့ဘာမှမထူဘူးတရားဟောခြင်းဖြင့်သူတို့အသိဉာဏ်တွေရမယ်အဲဒါကြောင့်မို့မနယုတ်တဲ့ဘာဖြစ်လို့တော့ဆိုတော့ငါတဏ္ဍမှာစိတ်ဓာတ်ကိုညှဉ်းညူးစေတတ်တဲ့ဘဝတစ်ကိုဖြစ်စေတတ်တဲ့တန်ခိလေသာတရားတွေငါမှမရှိဘူးတဲ့အဲ့ဒီတန်ခိလေသာတရားတွေကိုငါထမ်းကိုတိုးလို့ဖြစ်အောင်လုပ်ပြီးပြီနောက်ပြန်မဖြစ်အောင်ငါလုပ်ပြီးပြီဘယ်တော့မှပြန်ဖြစ်မဲ့သဘောမရှိတော့ဘူးဥပမာမဲ့ထမ်းမင်းကြီးဟာလက်စစ်ကပြတ်သွားလို့ရှင်ဘယ်တော့မှအတက်မပေါက်တော့တယ်လို့ပဲအဲ့ဒါလိုပဲငါတဏ္ဍမှာမကောင်းတဲ့စိတ်ဓာတ်တွေကလုံးဝကိလေသာတွေလုံးဝမရှိတော့ဘူးနော်အဲ့ဒီတန်ခိလေသာဆိုတဲ့တရားတွေကိုအကုန်လုံးပယ်ပြီးသားဖြစ်လို့နောက်ဘဝကိုဖြစ်စေတတ်တဲ့တရားဆင်းရဲဒုက္ခအကျိုးပေးတတ်တဲ့တရားနောက်ဘဝမှာပရိသေရီနေခြင်းအိုခြင်းသိခြင်းဆိုတာတွေဖြစ်စေတတ်တဲ့တရားတွေမှန်သမျှငါဟာ
ထန်းကုတ်တို့ဖြစ်အောင်လှုပ်ပြီးလို့နောက်ဘဝမဖြစ်အောင်လှုပ်ပြီးလို့ဘယ်တော့မှမဖြစ်တော့တဲ့သဘောဖြစ်ရောက်တော့အောင်ငါလှုပ်ထားပြီးသားဖြစ်တယ်မြတ်စွာဘုရားအဲ့ဒီလိုယတိပြတ်ပြောလိုက်တယ်အဲ့ဒီမှာဒီသုတ်တံကိုဏိကုံချုပ်တော့ဣဒံဟိတံမာရဒသအနာလပတာယနာလပနတာယအဲ့ဒီမှာမဏ္ဍကြီးပစ္စပိတ်သွားပြောတော့မဏ္ဍပစ္စပိတ်သွားတယ်တဲ့ဖြမှုနောစအဘိနိမန္တနာတာယပြမမင်းကြီးကသွားကတံကောင်းသောလာခြင်းမှာဆိုတာဒါသူကဖိတ်မှန်တာပဲလေအေဟိသွားကတံပြမကြီးကဖိတ်ခေါ်တာအဲ့ဒီဟာကိုအကြောင်းပြုပြီးတော့ဒီသုတ်တံလေးကိုပြမနိမန္တနိကသုတ်တံလို့နာမည်ပေးထားပါတယ်တဲ့ဒါလေးနဲ့ဏိကုံချုပ်ထားတယ်ဒီသုတ်တံအဲ့ဒါမစ္စည်းမနိကေမှာပြမနိမန္တနိကသုတ်ဆိုတာမြတ်စွာဘုရားနဲ့ဘဂဗြဟ္မာတို့နဲ့တွေ့ဆုံပြီးတော့အတွေ့အကြုံကိုပြန်ပြီးတော့ဟောတဲ့ဒေသနာတစ်ပုဒ်ဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့မြတ်စွာဘုရားကိုယ်တိုင်ဟောပြတဲ့ဘဂဗြဟ္မာအကြောင်းတွေ့ဆုံခဲ့တဲ့ဘဂဗြဟ္မာအကြောင်းပါဠိတော်မှာလာတဲ့အကျဉ်းချုပ်ကိုမတနာယူကြရတာဖြစ်လို့ဒီသုတ္တမလာတဲ့မတ်ဆရာများကိုမသားကြပြီးတော့မိမိတို့တဏ္ဍမှာနောင်ဘဝကိုဖြစ်စေနိုင်တဲ့ကိရိတာဆိုတဲ့တရားစိုးတွေကိုမဖြစ်ရအောင်ပယ်ရှားနိုင်အောင်ကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းရဲခြင်းပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရိုသေလေးမြတ်စွာမမတ်သားသာအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထောက်ပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း